Hello ကဲဒီနေ့ဒီနေ့10ရက်နေ့ပေါ့နော်10ရက်နေ့အထက်အိရောက်တဲ့ဟာအထက်အိတွေကတော့ရောက်ထားတယ်ဒီထက်မှာတော့ဒီတစ်ထုပ်အရင်ဖြေလိုက်မယ်ပေါ့နော်အထက်အိရောက်ထားတဲ့ဟာဗာလေးတွေပါလဲဆိုတာအကောင်းစိတ်လောက်တဲ့သဘောပေါ့နော်ကြိုက်တာလေးတွေပါခဲ့တယ်ဆိုရင်တော့ချမတို့ရေ access လေးနဲ့ messenger လေးလာခဲ့ပြီးတော့ဘာလို့ဆိုတော့ဒါကကုန်တယ်ကပို့လိုက်တာဆိုတူးလဲပို့တာတော့ဟုတ်တယ်ဒါပေမဲ့ဒီဇိုင်းကြီးကတော့အစုံလေးတွေပါမယ်ပေါ့နော်အကျော်တော့ဈေးလေးတွေမတူမှာဆိုလို့ကျမတို့ကြိုက်တဲ့အစင်အယောင်လေးတွေပါခဲ့တယ်ဆိုရင်ပေါ့နော်တွတ်လေးကိုကအမြန်လေးယူချင်တယ်ဆိုရင်တော့ဦးပြီးတော့မှယူချင်တယ်ဆိုရင်တော့ပေါ့နော် access လေးနဲ့လာခဲ့ပေးပါမြစ်ကြီးနာအထုပ်တွေကတော့တန်းဝင်နေပေါ့နော်မြစ်ကြီးနာမဝင်နေရဟိုပစိုးထုတ်ပဲပစိုးထုတ်ကတော့မရောက်လာသေးဘူးပစိုးထုတ်ပဲဝင်နေဝမ်းစအုပ်တယ်အရန်လာတယ်မရိုးရမြစ်ကြီးနာရိုးရလုံးဝမကွဲရနော်အရန်လာတယ်အရန်လာဒါကတော့ရိုးရရှယ်ပေါ့နော်ရိုးရရှယ်လိုချင်တဲ့ရိုးရရှယ်လိုချင်တဲ့မမတွေပေါ့နော်ရိုးရရှယ်လိုချင်တဲ့မမတွေရှိရင်ယူလို့ရအောင်လို့နော်ဒီမှာအရန်လာတယ်အရန်လာအထဲမှာပွင့်ကြွေပါရယ်နော် premium ပိုးနဲ့ပဲ1 set တွေဟုတ်တယ်နော်1 set တွေဟုတ်တယ်ရန်လာတယ်ဒါလေးကစင်တူလိုချင်တဲ့မမတွေရှိရင်ယူပါအခုမျိုးတို့ပွဲရသည်နဲ့ဆိုရင်ပေါ့နော်ပွဲရသည်နဲ့မျိုးတို့ဒီဟိုမှာပေါ့ဒီမြကြီးနာအဟိုဘက်မှာပေါ့နော်ပွဲတွေဖြစ်နေပါပြီမျိုးဒီကချင်တရုတ်ကချင်ပေါ့နော်တရုတ်ကချင်ခေါ်မှာပါပွဲတွေဖြစ်နေပြီလိုချင်တဲ့မမတွေရှိရင်ယူလို့ရအောင်ပါရှင်လှလိုက်တာဒီဟာတော့အရန်ကြိုက်နေပြီအရန်ကြိုက်နေပြီရှင်ကဲကြိုက်တဲ့မမတွေရှင်ယူလို့ရအောင်ပြပေးလိုက်တယ်เนาะစင်တူလေးတွေရတော့အိုးလာလိုက်တာကြည့်ကော်ဖီရောင်လေးပါကော်ဖီရောင်လေးအရန်လာတယ်ရှင်အရန်လာတယ်ကော်ဖီရောင်လေးကြည့်အောင်เนาะဗီဒီယိုကရှေ့သွားမှာမို့လို့တစ်ဖြတ်စီတော့လုတ်ပေးလိုက်မယ်เนาะပြီးမှအရန်လာတယ်ရှင်အရန်လာတယ်အိုးကြံယူပါလေအိုးကြည့်ပြီးယူပါလေမျက်လုံးထဲမှာရှွန်းသွားတဲ့အယောင်လေးပါရှင်တအားကိုလာတယ်ရှင်ဒါကတော့ဒီ2026ရဲ့ပေါ့နော်ကာလာလို့ကိုပြောလို့ရတယ်ဘယ်အထဲမှာပဲပါလူတိုင်းကြိုက်ကြတယ်ငပိရောင်လေးပါ2026ရဲ့ကာလာလေးပါရှင်ငပိရောင်လေးအရန်ကြိုက်ကြတယ်ဒီမှာเนาะခုနေ့ကဝင်ထားတဲ့ဟာကြီးအားလုံးက also out ဖြစ်သွားပြီဒါဒီနေ့ဝင်တဲ့ဟာပေါ့နော်ကဲဒါကတော့နက်ပြာစောင့်နေတဲ့ချစ်တို့မာတို့တဲတို့ရေနက်ပြကျော်နက်ပြကိုဘယ်အမိတ်ဘယ်ပတန်လေးကြိုက်လဲဆိုတာ try လိုက်တော့နော်မိရတခါလဲဒီမှာပြပေးလိုက်နော်ဒီမှာနက်ပြလေးလာလိုက်တာမနော်ခုနန်ကလေကော်ဖီရောင်လေးပေါ့နော်ဒီရောင်လေးနော်စင်တူလေးပါတယ်နော်ကျုံလာလိုက်တာနက်ပြလေးလဲစင်တူလေးပါတယ်ဒါလေးကတော့အမိတ်လေးကာလာကွဲတယ် premium ဘိုးနဲ့ဟုတ်တယ်နော်ဒါလေးကနော်မတို့9တောင်ပါမယ်ရှင်9တောင်ပါမယ်ဒါဒီကဝိုင်းနီအရင်တစ်တုပ်ကဝိုင်းနီခတ်ထားဝိုင်းနီကတော့ also ဖြစ်သွားပြီဒီတစ်တုပ်ကအဲ့ coffee chocolate ရင်ရနက်ပြရပါမယ်ပေါ့နော်အမိတ်အရောင်ကိုကွဲမယ်ပြီးရင်ဒါကြတော့အဲ့ဒီအမိတ်ကိုပဲအမိတ်လေးကိုပဲမီးအိမ်လေးနဲ့ပေါ့နော်ခတ်ပေးထားတယ်ဒီမှာဒါလေးကနော်မီးအိမ်လေးရဲ့ဇောင်းကြီးနဲ့ခတ်ပေးထားတယ်စိုက်တဲ့ပတ်တန်လေးကို access လေးနဲ့တာရိုက်ပြီးတော့လာခတ်ပေးလိုက်တော့နော်စင်တူလိုချင်တဲ့တူလေးဆိုရင်စောလေးယူလို့ရအောင်လို့เนาะဒီမှာချစ်စရာလေးပန်းလေးအရန်လာတယ်အပန်းလေးအားလာတယ်เนาะအစိမ်းမှာအစိမ်းကြောက်စိမ်းလိုချင်တဲ့မျိုးတွေဟာရဲဆက်ကိုလာတော့ကာလာတွေပါရှင်เนาะဝိုင်းကြီးပြန်ထွက်ပြီလားဝိုင်းကြီးကနေပဲပြန်ထွက်အောင်နောက်တော့သုံးမှများရမယ်เนาะဝိုင်းကြီးကတော့နည်းနည်းပဲပြန်ထွက်အောင်မယ်မစိန်တုံးနဲ့ပြားတွေမရသေးတဲ့အမျိုးတွေစိန်တုံးနေရတော့ယူထားလိုက်တော့เนาะဗီဒီယိုကတော့မဖြတ်ချင်တော့လို့ပြီးအောင်ရိုက်လိုက်တော့မယ်เนาะနဲ့ပြားစိန်တုံးเนี่ยအရင်ကြိုက်ကြရရှင်လူလိုချင်းယူထားပါဒီမှာဝိုင်းကြီးဒီပတန်ပါလာတယ်အာလူရောင်လေးနော်ဒါကစိန်ဝိုင်းကမီရိုလေးတစ်တော့မှာဆိုရင်ပင်ပိုးဆောင်လုပ်ပေးထားရတဲ့ဟာပါဘာလို့လဲဆိုတော့အခုမြင်တဲ့ခဏနေကုန်နေcustomer ရန်ထောင်ချင်းခံရတဲ့ပတန်ပေါ့နော်ဒါကတော့ဘာလို့လဲဆိုတော့ဗီဒီယိုတင်ပြီးခဏနေမေးလိုက်မရှိတော့ဟဲ့ဘာလို့မရှိတော့လဲခုနလေးတွေကမှတင်လိုက်တာပေါ့နော်ဘလောက်မှလည်းမကြသေးဘူးပေါ့အဲ့လိုမျိုးရန်ထောင်ခံရတဲ့နက်ပြစိန် white ပါ
စိန် white ကဒီမှာเนาะစိန် white ဒီပြန်ရောက်ထိုက်ပေါ့เนาะစိုက်တယ်ဆိုရင်တော့ပြောပေးပါပြီးရင်ဒီမှာမမတို့ဒီအယောင်ကြီးอ่ะเนาะတကယ်ဒီအယောင်ဆိုရင်လည်းသူများစီမှာရဖို့ရှာခက်တယ်ပေါ့เนาะရှားတယ်ပေါ့เนาะပြပေးမယ်ကဲစိန် white ကတော့ဥတူယူလိုချင်တဲ့မျိုးတို့မြန်လေးလာခက်ပြီးเนาะဒီမှာ wine ဆိုတဲ့မျိုးတို့အမိတ်အရန်လာတယ်ဗီဒီယိုကတော့ရှည်သွားရင်เนาะတေချာကြည့်ပေးလိုက်တော့เนาะနောက်တစ်ထုပ်တော့နောက်ထပ်ဗီဒီယိုနဲ့လာခက်ပေးလိုက်တော့မယ်ဒီတစ်ထုပ်ကိုပြီးအောင်ပြလိုက်ပြီเนาะအရန်လာတယ်အမိတ်တွေပါဒါတော့မစတာလေးစင်တူပါမယ်နော်အလာဒီအောင်အရန်လာတယ်မမတို့ရှာမရှာလေးနော်အတိုင်အဖောက်ခတ်ပေးထားလို့ဟိုတော်ကိုလာတာပါသူကအနက်ထဲခတ်ရင်ဒီအောင်မရဘူးပေါ့နော်အတိုင်အဖောက်ကိုဈေးပို့ပြီးတော့မှခတ်ပေးထားတာရဲဆက်လာတာပါရှင်ကဲကြိုက်တယ်ဆိုရင်အမျိုးတို့ရေမြန်လေးတာလာခဲ့တော့ပါ Viber ဖုန်းနံပါတ်95661025638534နဲ့ပေး message TikTok စီမှာလာလို့ရပါတယ် bye bye